ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ CNC machine တွေဒီ 3D printer တွေနောက်ပြီးတော့ laser machine တွေပေါ့နော် laser machine တို့အဲ့မှာအများဆုံးသုံးတဲ့ motor လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်3မိနစ်စာလောက်ဆွေးနွေးချင်ပါတယ်ပထမဆုံးဒီနံပါတ်23မှာပါတဲ့ကြိုးလေးတောင်အကြောင်းကျွန်တော်အရင်ဆုံးရှင်းပြပါမယ်A plus A minus နဲ့ B plus B minus ရှိတယ်ဒီဟာက A pair နဲ့ B pair ဆိုပြီးတော့နှစ်ခုရှိတယ်ပေါ့နော်မော်တာအထဲထဲမှာ A pair နဲ့ B pair နှစ်ခုရှိတဲ့အတွက်ကြောင့်မို့လို့ကိုကနေပြီးတော့ drive ကို join တဲ့အခါမှာ A pair လား B pair လားဆိုတာကိုတေချာကြည့်ပြီး join ရတာမျိုးရှိတယ်အဲ့ဒါတော့သတိထားမှလို့ပြောတဲ့နေမဆိုတာမော်တာရဲ့ side က standard ဖြစ်ပြီးတော့23ဆိုတာတော့မော်တာရဲ့ face side ဒီမော်တာရဲ့မျက်နှာပြင်အကျယ်ဘယ်လောက်ရှိလဲဆိုတဲ့ side ကိုပြောပြတာပါဒီမော်တာကိုဒီ set တွေမှာဘယ်လိုသုံးလဲဆိုရင်ဒီမော်တာက step by step လှုပ်ရှားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ position တွေကို control လုပ်တဲ့အရာမှာအရင်အောင်တိကြတယ် servo motor တွေလိုမျိုး90 degree 180 degree ထိပဲသွားနိုင်တာမျိုးမဟုတ်ဘဲနဲ့360 degree ကိုအပြည့်သွားနိုင်တဲ့ set ဖြစ်ပြီးတော့ control လုပ်ရတဲ့အခါမျိုးတွေမှာ control လုပ်လို့လွယ်ကြတယ်ပြီးတော့ position တွေကိုဘယ်နေရာဒီ position ကိုဘယ်လောက် degree ကိုသွားခြင်းလဲဆိုတဲ့ဟာမျိုးတွေကိုတိတိကျကျသွားလို့ရတဲ့နေရာမျိုးဒီပုံနဲ့မော်တာနှစ်ခုဆိုရင်ဒီအသေးလေးကနေမဆက်ခွန်ပေါ့နော်ဆက်ခွန်နဲ့23ဆိုတာဒီရဲ့သူ့ရဲ့ site အကြီးပုံသူ့ရဲ့ site မျက်နှာပြင် site ကိုဆက်ခွန်လို့23လို့ဆိုပြီး site အကြီးတွေပုံမှာမူတည်ပြီးတော့ကွဲပြားတာဖြစ်ပါတယ်ပထမဆုံး basis မှာတမားတွေအတွက်ကိုကျွန်တော်ဒီ connection အကြောင်းကိုပဲပြောပြပေးပါမယ်ပထမဆုံး3မိုင်ခွဲပြီးတော့လေ့လာမယ်ဆိုရင်ပထမဆုံး motor ပါမယ်ပြီးရင် motor ကိုကျွေးမဲ့ drive ပါမယ်motor ကိုလေပတ်စီမဲ့ control ပေးနိုင်မဲ့ drive ပါမယ်ပေါ့နော်ပြီးရခါမှာသူတို့ကျွေးမဲ့ power supply ပါမယ်ဆိုတော့ပထမဆုံး motor မှာဆိုရင် motor နေပြီးတော့ဒီ drive စီသွားမယ် motor ကျတော့ဒီ23 strapping motor နဲ့ TB660 ဆိုပြီးတော့ drive ကိုသုံးမယ်ပြီးတဲ့ခါမှာ drive ကအလုပ်လုပ်နိုင်အောင် drive ကိုဘာတွေလှုပ်ဆိုပြီးတော့ပြောပြပေးတဲ့ Arduino ဘုတ်ရှိမယ်ပေါ့ Arduino ဘုတ်ကနေပြီးတော့ကုတ်ရေးလိုက်တယ်ဆိုတာနဲ့ air ကနေပြီးတော့ drive ကအလုပ်လုပ်တယ်အလုပ်လုပ်ပြီးတော့မှ motor ကိုလေပတ်စေတယ်ဆိုတော့နောက်တစ်ခု power supply ကဘာလဲဆိုတော့ drive ကလေပတ်နိုင်မှုအတွက်ဒီ drive တွေဆို TB660 ဆိုရင်တွဲဖို့နဲ့ရတယ်DM556 တို့ဘာလို့ဆိုရင်သူ24ဖို့မှရတယ်အဲဆိုရင်ကိုက power supply နေပြီး24ဖို့ကျွေးပေးဖို့လိုအပ်တယ်ဆိုတာကိုနားလည်ထားဖို့လိုအပ်တယ်ပထမအဲ့လိုမျိုးသတိထားမယ့်ချက်တွေကတော့ဘိုးဒိတ်မမှန်ဘူးဆိုရင် drive ကချက်ချင်းပြတ်သွားနိုင်တယ်ပြီးတဲ့အခါမှာ current setting မမှန်ဘူးဆို motor ကပူလာတယ်အဲအကြောင်းမို့ဝိုင်ယာမားလို့မရဘူးဆိုတာမျိုးတွေကိုသတိထားမယ် industrial project တွေမှာဆို safety ကပို့ပြီးတော့အရေးကြီးတဲ့အတွက်ကြောင့်မို့လို့electric engineer တွေဆိုရင်ပို့ပြီးတော့ဒီ wire line ကိုပို့ပြီး use ရတာမျိုးရှိပါတယ်ဟုတ်ကဲ့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဒီဗီဒီယိုတွေထပ်ပြီးတော့လုပ်မှမို့လို့ဆက်ပြီးတော့ကြည့်ပေးကြပါဦးနော်